အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်လည်းဒီမျိုးစားကိုမေစားပါအခုကျွန်တော်ဒီဈေးကွက်တွေမှာဖြစ်ပေါ်နေတဲ့ quality လိမ်ညာမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးသိအောင်ပြောပြချင်တော့ပါဘယ်လိုဖြစ်လဲဆိုတော့ဟိုကျွန်တော်တို့ဆိုရင်ကျွန်တော်တို့လက်ရှိမျိုးစားမှာဆိုရင်ဒီလိုမျိုး 1:1 အမြင့်ဆုံး quality တွေmodel အစုံ in-stock ထားရောက်နေတယ်ပေါ့နော်ကျွန်တော်တို့ဆိုင်မှာမျက်မြင် in-stock ရှိဝယ်လို့ရမယ် model အစုံ in-stock ဝယ်လို့ရမယ်အခုလက်ရှိဘယ်လိုမျိုးဖြစ်နေလဲဆိုတော့ဒီလိုမျိုးကျွန်တော်တို့ဒီမှာဆိုရင် high quality premium quality နှစ်မျိုးရှိတယ်ဒီလိုမျိုး premium quality ကို 1:1 ဆိုပြီးတော့ရောင်းနေတဲ့သူတွေအများကြီးရှိပါတယ်ဈေးကလည်းကျွန်တော်တို့ premium quality ဈေးနဲ့မဟုတ်ပဲ 1:1 ဈေးတွေနဲ့ရောင်းနေတဲ့သူတွေအများကြီးကျွန်တော်မြင်ရတယ်ဈေးကွက်ထဲမှာလူတွေများလာတာနဲ့အများquality တွေလည်းပေါင်းစုံထွက်လာတယ်ဒီလိုမျိုး quality ကို 1:1 ပြောပြီးရောင်းနေတာလည်းရှိတယ်quality မှာပြောပြီးရောင်းနေတာလည်းရှိတယ်ကျွန်တော်အသိပေးရှင်လို့ပေါ့နော်ဘယ်လိုမျိုးခွဲရမလဲဆိုတော့ဒီရုပ်ထွက်ပိုင်းကိုတော့ခွဲဖို့နည်းနည်းခက်တယ်တကယ်လို့သူများစီမှာဝယ်ထားတဲ့ဟာ1:1တကယ်လို့ဝယ်ထားတယ်ဆိုရင်စစ်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့စီမှာ free of cost လာစစ်လို့ရပါတယ်ကျွန်တော်တို့စစ်ပေးပါမယ်အခုကဘယ်လိုမျိုးဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီ quality မှာဆိုရင် sticker တွေပါတယ်ဥပမာ clean sticker တို့ဒီအနောက်ဘက်ကနေ quality အမြင့်ဖြစ်ကြောင်းဒီ gain weight sticker တို့အဲ့လိုမျိုး sticker တွေကို 1:1 တစ်လုံးမှာ sticker 3-4 ခုပါတယ်အဲ့လိုမျိုး sticker တွေကိုဒီလိုမျိုး premium quality တွေမှာတက်ပြီးတော့ဒါ 1:1 quality ပါဒါ gain weight quality ပါဆိုပြီးတော့ရောင်းနေတဲ့လူတွေရှိတယ်အဲ့ကြောင့်အဲ့ကိစ္စလေးကိုကျွန်တော်လာပြောပြတာပါအားလုံးဝယ်လို့ရှိရင်တော့သတိထားပြီးဝယ်ကြပါကျွန်တော်တို့လက်စီမစားမှာဆိုရင်high quality ဆိုရင် high quality premium ဆိုရင် premium super ဆိုရင် super 1:1 ဆိုရင် 1:1 ပွင့်ပွင့်လင်းလင်းအမှန်တကယ်ပြောရောင်းတယ်အစစ်တွေဆိုရင်လည်းကျွန်တော်တို့အစစ်ဖြစ်ကြောင်းအာမခံအပြေးဝနဲ့ရောင်းပေးတယ်အတူ replica ဆိုရင်လည်း replica ဆိုတာကိုကျွန်တော်တို့ထုတ်ပြောရောင်းတယ်ကျွန်တော်တို့ luxury မှာမှာတော့လိမ်ညာမှုတွေလုံးဝမရှိဘူး quality ဘိုင်းကိုလည်းအပြေးဝအာမခံပေးပြီးရောင်းချပေးတယ်လို့ကျွန်တော်တို့1:1 quality တွေလည်းကျွန်တော်တို့ဆိုင်မှာ in stock ထားပေးထားတာဖြစ်တဲ့အတွက် quality များကိုရှင်းကြည့်ပြီးတော့စိတ်ကြိုက်ရွေးချယ်ဝယ်လို့ရအောင်လေကျွန်တော်တို့ဘက်ကနေစီစဉ်ပေးထားပါတယ်အကယ်လို့ 1:1 တွေကိုမှာထားတာကိုကတိတ်ပြီးတော့စိတ်တိုင်းမကြဖြစ်နေတယ်မတင်ကောင်းဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဒီမှာလာရောက်စစ်ဆေးလို့ရပါတယ်ကျွန်တော်တို့ free of cost စစ်ဆေးပေးပါမယ်ဒီ video လေးကိုကျွန်တော်ဒီကိစ္စလေးကိုကျွန်တော်လာပြောပြတာပါအားလုံးတတိထားဖို့ကျွန်တော်လာပြောပြပေးတာပါဒီ video လေးကိုအဆုံးကြည့်ပြတော့လည်းအားလုံးကျေးဇူးတင်ပါ